ထာဝရတည်တံ့မဲ့ဝါအိမ်နေပရိသတ်များရှင်ဝါဆိုတာနဲ့တစ်ပင်တစ်မျိုးလိုပဲမြင်ကြမှာပါဒါမှမဟုတ်ဖြာရက်တဲ့ပစ္စည်းလိုပဲသိကြမှာပါဒါပေမဲ့ဝါနဲ့စောက်ထားတဲ့အိမ်တွေကရာစုနှစ်ပေါင်းများစွာတည်တတ်နိုင်တယ်ဆိုရင်ရှုံးနိုင်မလားနီပေါနိုင်ငံတောင်ပေါ်ဒေသခံတွေရဲ့အိမ်ဆောက်လုပ်ပုံကတကယ်ကိုထူးခြားပါတယ်သူတို့ကအရိုးရာပစ္စည်းဖြစ်တဲ့ဝါကိုအသုံးပြုပြီးတော့ခိုင်ခံပြီးတော့တာရှည်ခံတဲ့အိမ်တွေကိုတည်ဆောက်ကြပါတယ်ဒီအိမ်ရဲ့တည်ဆောက်ပုံကရိုးရှင်းပေမဲ့တဘာဝပတ်ဝန်းကျင်နဲ့လိုက်ရောညှိချွေရှိပြီးတော့နှစ်ပေါင်းများစွာခံနိုင်ရရှိအောင်လှုံ့ဆော်ထားတာဖြစ်ပါတယ်။အိမ်တစ်လုံးတည်ဆောက်ဖို့အတွက်ပထမဦးဆုံးသစ်တောတွေတဲကနေအရေးသွေးကောင်းတဲ့ဝါးတွေကိုအများအပြားခုတ်ယူရပါတယ်။ပြီးတဲ့နောက်မှာဝါးတွေကိုအခွန်ခွာပြီးတော့အပြားလိုက်ဖြစ်အောင်ပြုလုပ်ကြပါတယ်။အဲဒီလိုပြုလုပ်ထားတဲ့ဝါးပြားတွေကိုတစ်ခုနဲ့တစ်ခုဆက်ပြီးတော့နရံတွေအဖြစ်ပုံဖော်ကြပါတယ်။အဲဒီဝါးနရံတွေပေါ်မှာရွှန်ပါပါတလွာကိုလိမ့်ချန်ပြီးတော့အိမ်ရဲ့နရံကိုပြီးစီးအောင်ဆောက်လုပ်ကြပါတယ်။ဒီလိုမျိုးရွှန်ပါးစားလေးထပ်ပြီးတော့တိဆောက်တဲ့အတွက်လှပတဲ့အသွင်ပြင်ကိုရရှိစေုံသာမကပဲအိမ်ကိုပို့ပြီးတော့ခိုင်ခန့်စေပါတယ်။ဒီဆောက်လုပ်ရင်းနီလန်းကနီဘောတောင်ပေါ်ဒေသခံတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့လက်မှုပညာကိုဖော်ပြနေတာဖြစ်ပြီးတော့တဘာဝပတ်ဝန်းကျင်ပေးတဲ့အရာတွေကိုထိထိရောက်အသုံးပြုပြီးတော့တာရှည်ခံတဲ့အဆောက်အအုံတွေဖန်တီးနိုင်တယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်ရှင်။